စာဖက်ပရိသတ်တွေကြားစနိုက်ကျော်ဝတ္ထုဆိုပြီးဝေဖန်ခံရတဲ့ငါကျူးလွန်မိတဲ့ကံကြမ္မာဟာမင်းပဲဝတ္ထုရဲ့မင်းသမီးဖြစ်လာမဲ့ယတနာဘို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ယတနာဘို့ကတော့လက်ရှိစာဖက်ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ငါကျူးလွန်မိတဲ့ကံကြမ္မာဟာမင်းပဲဝတ္ထုရဲ့ဇာတ်ကောင်မင်းသမီးနေရာကနေရိုက်ကူတော်မဲ့တဲ့တွေကထွက်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်ယတနာဘိုးကတော့အနုပညာလောကမှာနာမည်ပြတ်မရှိပဲရည်တည်လာတဲ့မင်းသမီးတရားဆိုလည်းမမှာပါဘူး။မင်းသားရှိန်တင်ကျွန်းနဲ့ချစ်သူတွေဖြစ်နေကြတယ်လို့သတင်းတွေထွက်နေရကြပြီဖြစ်ပေမဲ့နေရာလုံးကတော့အတိလင်းထုတ်ပြောထားတာမျိုးမရှိကြသေးပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မူရာတွေကချစ်သူတွေဖြစ်နေကြကြောင်းဝန်ခံနေရကြောင်းအားလုံးကတော့တွေးနေကြတယ်လို့ပဲသတ်မှတ်ထားခဲ့ကြတာပါ။ယတနာဘိုးကအနုပညာလောကတွေကိုဝင်လာကစရုံကရုပ်ရှင်ကားရိုက်တွေနေခဲ့ပေမဲ့အခုချိန်မှာတော့စတိုက်ဆိုလိုကားရိုက်တွေဆက်လာခဲ့တာပါ။မကြခင်မှာလည်းတတိဆစာရေးဆရာမလေးမိန်ညိုရဲ့အောင်မြင်မှုရရှိထားတဲ့လုံချင်းဝတ္ထုတစ်ပုဒ်ကိုရုပ်ရှင်ဇာတ်ကားအနေနဲ့ပြန်လည်ရိုက်ကူတော့မှာပဲဖြစ်ပါတယ်။ငါကျူးလွန်မိတဲ့ကံတဘာဟာမင်းပဲဆိုတဲ့ဝတ္ထုဟာစာရေးဆရာမမိန်ညိုရဲ့အောင်မြင်ဆုံးဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ငါကျူးလွန်မိတဲ့ကံတဘာဟာမင်းပဲဝတ္ထုဟာအိမ်တော်ရှိအမျိုးသားတစ်ယောက်နဲ့မြတ်သားများမိတဲ့မိန်းကလေးတူရဲ့အဖြစ်ကိုရေးသားထားတဲ့ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။မေဆိုတဲ့ဇက်ကောင်မိန်းလေးဟာကမ္မပိုင်ဇနီးရှိတဲ့အမျိုးသားတယောက်ကိုချစ်ကြိုက်မိရင်သူမရဲ့ခံစားချက်တွေကိုမထင်ချုံနိုင်ခဲ့ပဲရွှေဆက်သူခဲ့မိသူလေးပါ။တစ်ဖက်ကအမျိုးသားကအိမ်တောင်တဲ့မန်တီတီချင်းနဲ့သူရဲ့အချက်တွေမှာတရားရမှုခဲ့ပေမဲ့နောက်ပိုင်းမှာတော့မပေါင်ဖက်ရပဲဝေခဲ့ကြတာပါ။မေယောသူမချစ်မြတ်နိုတဲ့ကမ္မပိုင်ဇနီးရှိပြီးသားအကူနဲ့ဝေပြီးတဲ့နောက်မှာတော့သူမကိုချစ်လာပါရဲဆိုတဲ့အမျိုးသားတယောက်နဲ့လက်ထပ်ခဲ့သေးတာပါ။ဒါပေမဲ့အချစ်ကိုရှေ့တန်းတင်ပြီးသူမရဲ့အခြေအနေကိုတီတီရဲ့နဲ့ချက်စီမိတယ်လို့ဖြစ်ခဲ့တဲ့ဝကသူမအတွက်ဘဝမကူပဲချက်ချင်းပြန်လဲခဲ့လို့ဆိုရမှာပါ။သူမနဲ့လက်ထပ်ခဲ့တဲ့အမျိုးသားကလည်းနောက်ပိုင်းမှာဖောက်ပြန်သွားတာကြောင့်သူမအနေနဲ့တစ်ချိန်ကကျွလွန်မိတဲ့အမှားတွေကိုပြန်ခန်းစားခဲ့ရပဲဖြစ်ပါတယ်။ဆီယမမိန်ညိုရဲ့ဝတ္ထုဟာရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ဝေဖန်မှုတွေလည်းရရှိခဲ့တဲ့စာအုပ်တုပ်ပါ။စာဖတ်ပရိသတ်ရဲ့ကြားယနေ့အချိန်ထိငင်းခုန်နေရတဲ့စာအုပ်တုပ်ဆိုလည်းမမှာပါဘူး။တချို့ကလည်းဒီစာအုပ်ဟာစနိုက်ကျော်ရဲ့စာအုပ်တုပ်တသားပဲဆိုပြီးရှုတ်ချထားကြပဲဖြစ်ပါတယ်။တချို့ပရိသတ်တွေကတော့မေးဆိုတဲ့ဇက်ကောင်မင်းကလေးအနေနဲ့သူများအိမ်တောင်ရေးကိုဖျက်ဆီးခဲ့မိတဲ့ဝတ္ထုကိုနောက်ဆုံးထိခန်းစားသွားတာကြောင့်လက်တွေ့ဘဝမှာလည်းသူများရဲ့အိမ်တောင်ရေးကိုတိတိရက်ဖျက်ဆီးမိရင်ပြန်ခန်းစားမယ်ဆိုတာကိုမိမောင်ထိုပြထားတာဆိုပြီးအမြင်အမျိုးမျိုးနဲ့ပြောဆိုနေကြရပဲဖြစ်ပါတယ်။ငါကျူးလွန်မိတဲ့ကံတဘာဟာမင်းမဲဝတ္ထုဟာဇက်ကောင်မင်းလေးမိကိုအတနာပူနေကြတဲ့သူတွေလည်းရှိနေတယ်လို့စနိုက်ကျော်လို့ခံရတာဆိုပြီးပြောနေကြတဲ့သူတွေကလည်းခမများပါပဲဒီလိုစာဖတ်ပရိသတ်တွေကြားညှင်းခုန်နေကြတဲ့ဝတ္ထုကိုယတနာဘိုးအနေနဲ့ပြန်လည်ရိုက်ကူးမဲ့တဲ့ထွက်လာချိန်မှာတော့မေဖြစ်တဲ့ယတနာဘိုးရဲ့ပုံစံဟာလိုက်ဖက်မှုရှိတာကြောင့်အပေးနေကြတဲ့သူတွေရှိနေတယ်လို့တချို့ကလည်းစနိုက်ကျော်ဇက်လန်တပုတ်ဖြစ်တယ်ဆိုပြီးစာအုပ်လည်းမဖတ်ဘူးဇက်ကောင်းကိုလည်းမကြည့်ဘူးဆိုပြီးခံခွဲနေကြတာပါကြည့်ရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောစနိုက်ကျော်ဝတ္ထုဆိုပြီးဝေဖန်မှုတွေရှိနေတဲ့ဆရာမမင်းညိုရဲ့ငါကျူးလွန်မိတဲ့ကံတဘာဟာမင်းပဲဝတ္ထုမှာမင်းသမီးဖြစ်လာမဲ့ယတနာဘိုးပေါ်အမြင်လေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အကြောင်းအသစ်တွေနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်သစ်သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ပေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအပြီးကြည့်ရှုမှုတက်လေကျေးဇူးများတင်ပါတယ်